สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါဒီနေ့တော့ထိုင်းစကားလုံးတော်တော်များများမှာဒီသင်္ကေတလေးနဲ့ပတ်သက်ပြီးတော့တွေ့ရလိမ့်ရှိပါတယ်ဒီသင်္ကေတလေးနဲ့ပတ်သက်ပြီးတော့တည်တင်သိထိုက်တာလေးတွေကိုဥပမာလေးတွေနဲ့အတူဒီနေ့မျှဝေပေးမှာဖြစ်ပါတယ်ဒီနေရာမှာတော့ hot heat ကိုဥပမာအနေနဲ့သုံးထားပါတယ် hot heat ရဲ့အပေါ်ကဒီသင်္ကေတလေးကိုမိုင်းထန်ထခတ်လို့ခေါ်ပါတယ်မိုင်းထန်ထခတ်ပါတဲ့အောက်ကဘီအခရာကိုတော့ตัวการันလို့ခေါ်ပါတယ်ဒီမိုင်းထန်ထခတ်ပါတဲ့ตัวการันလေးကိုအပေါ်မှာအတိတ်ပဲဖော်ပြထားပါတယ်การันคือพยัญชนะที่มีไม้ทันตคาตกำกับอยู่ด้านบนทำให้พยัญชนะตัวนั้นและบางครั้งรวมถึงสระที่ตามมาไม่ต้องออกเสียงตัวการันอาจจะอยู่ท้ายคำหรือกลางคำก็ได้အဓိပ္ပာယ်ကတော့การันคือพยัญชนะที่มีไม้ทันตคาตไม้ทันตคาตပါတဲ့ဘီအခရာကိုการันလို့ခေါ်တယ်လို့ပြောတာပါกำกับอยู่ด้านบนဆိုတာကအပေါ်မှာထိန်းချုပ်ထားတယ်ทำให้ဆိုတာကဖြစ်စေတယ်အဲ့ဒီทำให้နဲ့ไม่ต้องออกเสียงဆိုတာလေးကိုတွဲလိုက်မယ်ဆိုရင်တော့အတန်မထွက်စေဘူးလို့ပြောတာပါพยัญชนะตัวนั้นအဲ့ဒီဘီအခရာရဲ့และပြီးတော့บางครั้งတခါတလေမှာรวมถึงสระที่ตามมาဆိုတာကအနောက်မှာတရလည်းတခါတလေပါတယ်လို့အဓိပ္ပာယ်ရပါတယ်အဓိပ္ပာယ်ခြုံပြီးပြောလိုက်မယ်ဆိုရင်တော့အဲ့ဒီမိုင်းထန်တခါပါတယ်ဘီအခရာရဲ့တခါတလေတရပါပါတယ်ဘီအခရာရဲ့ကိုအတန်မထွက်စီဘူးလို့အဓိပ္ပာယ်ရပါတယ်ตัวการันကอาจจะอยู่ท้ายคำဆိုတာကနောက်ဆုံးစကားလုံးမှာလည်းပါနိုင်တယ်လို့หรือဒါမှမဟုတ်กลางคำก็ได้တခါတလေအလေစကားလုံးမှာလည်းဖြစ်နိုင်တယ်လို့အဓိပ္ပာယ်ရပါတယ်ပို့ပြီးရှင်းလင်းသွားအောင်လို့အနောက်မှာဥပမာစကားလုံးလေးတွေကိုဆက်ကြည့်ရအောင်နော်နံပါတ်1စကားလုံးလေးကတော့รถยนต์รถยนต์ကားဖြစ်ပါတယ်ဒီနေရာမှာထဲမဆိုရမယ့်စကားလုံးလေးကတော့တောတောင်မိုင်းထန်တခါပါတယ်ตัวการันကိုထဲဆိုစရာမလိုပါဘူးเนาะรถยนต์ကားဖြစ်ပါတယ်နံပါတ်2ကတော့มนุษย์ထဲမဆိုရမယ့်စကားလုံးကယော်ยักษ์အပေါ်ကမိုင်းထန်တခါပါတယ်ตัวการันဖြစ်ပါတယ်ဆိုတော့အတန်တွက်ကတော့มนุษย์လူသားဖြစ်ပါတယ်နံပါတ်3ကတော့พระสงฆ์ထဲမဆိုရမယ့်စကားလုံးကခေါ်ရခံကိုအပေါ်မှာမိုင်းထန်တခါပါတယ်ตัวการันဖြစ်ပါတယ်အတန်တွက်ကพระสงฆ์တန်ခါဖြစ်ပါတယ်နံပါတ်4ကတော့สัตว์အနောက်ကဝဝက်နဲ့မိုင်းထန်တခါပါတယ်ตัวการันကိုဖျောက်ရပါမယ်ဆိုတော့အတန်တွက်ကสัตว์တရိษံဖြစ်ပါတယ်နံပါတ်5ကတော့วิทยาศาสตร์သူကတော့အတန်တွက်ကနှလုံးဖြောက်ရပါမယ်အရှိကတောတောင်နဲ့အနောက်ကရောရူရပေါ်ကမိုင်းထန်တကပါတယ်ဒီစကလုံးနှလုံးကိုဖြောက်ဆိုရပါမယ်ဆိုတော့အတန်တွက်ကဝိทยาศาสตร์သိပ္ပံဖြစ်ပါတယ်နံပါတ်6ကတော့ရถเมย์ဒီနေရာမှာဖြောက်ဆိုရမှာကတော့လောလင်းအပေါ်ကမိုင်းထန်တခါပါတယ်ตัวการันပဲဖြစ်ပါတယ်ဒီဆိုတော့နံပါတ်6တန်တွက်ကရถเมย์ဘတ်ကာဖြစ်ပါတယ်နံပါတ်9ကတော့โทรศัพท์ဖြောက်ဆိုရမှာကတော့ထောထားဟန်နဲ့အပေါ်ကမိုင်းထန်တခါပါတယ်ตัวการันဖြစ်ပါတယ်โทรศัพท์ဖုန်းဖြစ်ပါတယ်နံပါတ်10ကတော့ภาพยนตร์ရုပ်ရှင်ဖြစ်ပါတယ်သူကတော့ဖြောက်ဆိုရမယ့်စကားလုံးကနှလုံးတောတောင်ရောရူရပေါ်ကမိုင်းထန်တခါပါတယ်ตัวการันကိုဖြောက်ဆိုရပါမယ်ဆိုတော့အတန်တွက်မှန်ကภาพยนตร์ရုပ်ရှင်ဖြစ်ပါတယ်ภาพยนตร์ဆိုတဲ့ရုပ်ရှင်ကတော့ယုံတင်ကားကြီးတွေကိုပြောတာပါပုံမှန်ရုပ်ရှင်ဆိုလို့ရှိရင်တော့ဘယ်ရုပ်ရှင်မဆိုနန်းလို့သုံးလို့ရပါတယ်ละครဆိုတဲ့ရုပ်ရှင်ကတော့ series ဖြစ်ပါတယ်ဇာတ်လမ်းတွဲတွေကိုละครနဲ့သုံးပါတယ်ภาพยนตร์ဆိုရင်တော့ယုံတင်ကားကြီးတွေကိုပြောတာပါနံပါတ်9ကတော့အနုรักษ์ထိမ့်သိမ်းဆောက်ရှောက်တာပါဒီနေရာမှာလည်းဖြောက်ဆိုရမယ့်စကားလုံးကစော်ရုစီရဲ့အပေါ်ကမိုင်းထန်တခါပါတယ်ตัวการันဖြစ်ပါတယ်ဆိုတော့နံပါတ်9ရဲ့အတန်တွက်ကအနုรักษ์ထိမ့်သိမ်းဆောက်ရှောက်သည်ဖြစ်ပါတယ်နံပါတ်10ကတော့สวิตဒီနေရာမှာဖြောက်ဆိုရမှာကတော့ချော်ချန်းအပေါ်ကမိုင်းထန်တခါပါတယ်ตัวการันဖြစ်ပါတယ်နံပါတ်10ရဲ့အတန်တွက်ကสวิตနံပါတ်11ကတော့ကော့ဒီနေရာမှာလောလင်းအပေါ်ကမိုင်းထန်တခါပါတယ်ตัวการันလေးကိုဖြောက်ဆိုပေးရပါမယ်စစချင်းတို့ကဖော်ပြထားသလိုမျိုးตัวการันဆိုတာကတခါတလေနောက်ဆုံးမှလည်းပါနိုင်တယ်လို့အလယ်မှာလည်းပါနိုင်တယ်လို့ဖော်ပြခဲ့ပြီးဖြစ်ပါတယ်ဆိုတော့နံပါတ်11က call or for cop လို့အတန်ထွက်ပေးရပါမယ်နံပါတ်12ကတော့ chalk
မြေပြူဖြစ်ပါတယ်ဒီနေရာမှာလဲ lolling မိုက်ထန်တခါตัวการันလေးကိုဖျောက်ဆိုပေးရပါမယ် chalk မြေပြူဖြစ်ပါတယ်နံပါတ်73ကတော့ sun အလေကစောစုရတဲ့အပေါ်ကမိုက်ထန်တခါပါတယ်ตัวการันလေးကိုဖျောက်ဆိုပေးရမယ်ဆိုတော့စောအာနောဆန် message ဖြစ်ပါတယ်ဒီ message ကကြတော့ဟိုရှစ်ခေတ်အရင်တုန်းကစုတ်တန်နေနဲ့ရေးတဲ့စာပေလွှာတွေမှာသုံးတာများပါတယ်နံပါတ်14ကတော့ function ဖြစ်ပါတယ်ဒီနေရာမှာလဲကောကိုက်ပေါ်ကမိုက်ထန်တခါဆိုတဲ့ตัวการันလေးကိုဖျောက်ဆိုပေးရပါမယ် function ဖြစ်ပါတယ်နံပါတ်15ကတော့ hormone รอเรือไม้ทันตะคาပါတယ်ตัวการันလေးကိုဖျောက်ဆိုပေးရမယ်ဆိုတော့ hormone ဖြစ်ပါတယ်နံပါတ်16ကတော့ thermometer ဒီနေရာမှာလဲรอเรือไม้ทันตะคาပါတယ်ตัวการันလေးကိုဖျောက်ဆိုပေးရမယ်ဆိုတော့ thermometer ဖြစ်ပါတယ်ပြီးတော့နောက်ဆုံးမှာလဲรอเรือไม้ทันตะคาตัวการันလေးကိုဖျောက်ထားပါတယ်เนาะနံပါတ်19ကတော့ concert ဖျော်ဖြေပွဲဖြစ်ပါတယ်ဒီနေရာမှာဖျောက်ဆိုရမှာကတော့รอเรือไม้ทันตะคาပါတယ်ตัวการันဖြစ်ပါတယ်ဆိုတော့နံပါတ်19က concert ဖျော်ဖြေပွဲဖြစ်ပါတယ်နံပါတ်18ကတော့ volleyball ဒီနေရာမှာလဲရော်ยักษ์မိုက်ထန်တခါပါတယ်ตัวการันကိုဖျောက်ပေးရပါမယ် volleyball ဖြစ်ပါတယ် volleyball နံပါတ်19ကတော့ one จานတနင်္လာနေ့ဖြစ်ပါတယ်ဒီနေရာမှာဖျောက်ဆိုရမယ့်စကားလုံးကနှလုံးဖြစ်ပါတယ်ထော်ထားဟန်နဲ့ရရူကပေါ်ကမိုက်ထန်တခါပါတယ်ตัวการันနှလုံးကိုဖျောက်ဆိုပေးရပါမယ် one จานတနင်္လာနေ့ဖြစ်ပါတယ်နံပါတ်20ကတော့เมืองการဒီနေရာမှာလည်းဖျောက်ဆိုပေးရမှာကကြောကြနဲ့နော်နိုပေါ်ကမိုင်းထန်တခါပါတယ်ตัวการันနှလုံးကိုဖျောက်ဆိုပေးရပါမယ်သူရဲ့အဓိပ္ပာယ်ကတော့ကัญชนาบุรีကိုပြောတာပါကัญชนาบุรีကိုအတူကเมืองการလို့ခေါ်ပါတယ်နံပါတ်21ကတော့ဆိုင်စင်သူ့ကိုလည်းဖျောက်ဆိုပေးရမှာကကြောကြနဲ့နော်နိုကိုအပေါ်မှာမိုင်းထန်တခါပါတယ်ตัวการันနှလုံးဖြစ်ပါတယ်ဆိုင်စင်ရဲ့အဓိပ္ပာယ်ကစင်ကြယ်သောကျိုးလို့ခေါ်ပါတယ်သူ့ကိုဘာနေရာမှာသုံးလဲဆိုတော့ဘာသာရေးပွဲတွေမှာပရိတ်ပွဲတွေမှာသုံးတဲ့ကျိုးကိုပြောတာပါဆိုင်စင်ကြယ်သောကျိုးဖြစ်ပါတယ်နံပါတ်22ကတော့စัญลักษณ์သင်္ကေတဖြစ်ပါတယ်ဒီနေရာမှာလည်းဖျောက်ဆိုရမယ့်စကားလုံးကစော်ရုစီနဲ့နော်နင်းအပေါ်ကမိုင်းထန်တခါပါတယ်ตัวการันနှလုံးဖြစ်ပါတယ်အတန်တွက်ကစัญลักษณ์သင်္ကေတဖြစ်ပါတယ်23ကတော့สุรัตธานีဒီနေရာမှာလည်းဖျောက်ဆိုရမယ့်စကားလုံးကဒေါ်ချဒါနဲ့ရော်ရူအပေါ်ကမိုင်းထန်တခါပါတယ်ตัวการันနှလုံးဖြစ်ပါတယ်သူရဲ့အတန်တွက်ကတော့สุรัตธานีအများအပြားတော်လေကြတဲ့สุรัตธานีဖြစ်ပါတယ်24ကတော့พระอินทร์ဖြောက်ရမယ့်တန်တွက်ကထောထားဟာနဲ့အနောက်ကရောရူကပေါ်ကမိုင်းထန်တခါပါတယ်ตัวการันနှလုံးဖြစ်ပါတယ်พระอินทร์တရားမင်းဖြစ်ပါတယ်နံပါတ်25ကတော့ borisoot ဒီနေရာမှာထောထုံးရဲ့အပေါ်မှာစရက်ဤဆိုတဲ့တရလေးလည်းပါပါတယ်ဆက်စချင်းတုန်းကရှင်းပြခဲ့သလိုမျိုးပဲတစ်ခါတလေမှာဘီအခရာတစ်လုံးလေးကိုตัวการันဖြစ်နိုင်တယ်လို့တစ်ခါတလေလည်းဘီအခရာနဲ့တူတူတရလည်းကပ်ပါလာတယ်လို့ရှင်းပြခဲ့ပြီးဖြစ်ပါတယ်ဒီနေရာမှာလည်းထောထုံးအပေါ်မှာစရက်ဤဆိုတဲ့ตัวการันလေးအပေါ်မှာမိုင်းထန်တခါဆိုတာလေးပါတော့ဒီစကားလုံးလေးကိုဖျောက်ဆိုပေးရပါမယ်နော်အတန်တွက်က borisoot ဖြူစင်တော်လို့အဓိပ္ပာယ်ရပါတယ်အခုရှင်းပြခဲ့သလောက်အားလုံးနားလဲကြလိမ့်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့များတစ်ခုခုနားမလဲတာရှိခဲ့ရင် comment မှာမေးခွန်းလေးတွေခြံထားခဲ့ပေးပါနော်ပြန်ပြီးဖြေထားပေးပါမယ်ရှင်